ဒီလိုအကျိတ်နဲ့ရှင်ပြိုင်မဲ့ပွဲမှာကိုရလက်နဲ့ဘယ်လိုလေးပြီးသွားမှထင်လဲရှစ်ပွဲရင်းနဲ့ခြားနာတယ်ရှစ်ပွဲတွေမှာဆိုပြောရတာတွေကနည်းနည်းအသင်းကြီးနဲ့အသင်းငယ်တွေများတယ်ဗောနော်နိုင်မှုကသိကြတယ်သူတို့ဘယ်လိုကစားမလဲဆိုတာပဲပြောရတာဒါကနိုင်ဖို့တော့မသိကြဘူးအခုဒီပွဲမှာပေါ်တူဂီတေချာပေါင်းနိုင်မလားလို့မေးရင်အခုမပြောရဘူးဒါပေမဲ့နိုင်ရရှိပါတယ်နိုင်မှလည်းအုပ်စုပထမနေရာရမယ်ဆိုတော့သူတို့မှာနောက်ကတွန်းအားလည်းရှိတယ်တွန်းအားလို့ပြောလို့ရတယ်လို့အဲ့ဒါကလည်းဖီအားလည်းဖြစ်သွားနိုင်တယ်ကိုလံဘီယာကတော့ပေါ်တူဂီကိုနိုင်ဖို့မလိုဘူးမရှုံးအောင်ကစားနိုင်ရင်အုပ်စုပထမရမယ်သူတို့ရဲ့အစုဖွဲ့နဲ့စေမရှုံးအောင်ကစားနိုင်မယ်လို့ထင်တယ်ဒီပွဲကအခုအထင်တော့တော်တော်ကိုဟိုကြည့်ရတာကြက်ညက်ပြီးတော့ဗောနော်ကစားတာအဲ့လိုခက်ကြမ်းကြမ်းဖြစ်လာနိုင်တယ်ဒီပွဲမှာအနီဒီအဝါတွေမြင်ရနိုင်တဲ့ပွဲလို့အခုယူဆရတယ်ဗောနော်နည်းနည်းလေးသတိထားလိမ့်မယ်ပြီးတော့ကိုလံဘီယာရဲ့တုံ့ပြန်ပုံကြောင့်ပေါ်တူဂီရုန်းကန်နိုင်တယ်နိုင်ခဲ့ရင်လည်းအကိုတွေအများကြီးသွားမှာမဟုတ်ဘူးဒီကိုလောက်ကတ်နိုင်ဖို့တော်တော်ကစားလိမ့်မယ်လို့ထင်တယ်ကိုကတော့ကိုမြင်ရတော့ဒီပွဲမှာဟိုပေါ်တူဂီကိုတို့တစ်ဖက်ကမြင်သလိုကိုလံဘီယာအနေနဲ့ကလည်းသူကအုပ်စုဖို့ဖြစ်ရင်သူတို့ကလည်းပို့ပြီးလမ်းကြောင်းကောင်းတဲ့နေထားမှာတော့ရှိတယ်ဆိုတော့ဒီပွဲကတော့ကိုထင်မှန်ကိုတော့နေလိမ့်မယ်တစ်ဖက်ကိုတကိုးစီလောက်ပေါ့နော်ကိုလံဘီယာအနေနဲ့လည်းဒါကိုရနိုင်ပါတယ်ဟုတ်ကဲ့ဒါတို့ဒီနေ့ပွဲစဉ်ကိုအဖက်ဖက်ကနေဆွေးနွေးသုံးသပ်ပြီးသွားပြီဆိုတော့ဒါတို့ရဲ့ဒီ mushroom season လေးကိုအဓိကကူညီပံ့ပိုးပေးထားတဲ့ Royalty ကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်တာယာချမ်းမြေ့ရဲ့ညာလေးပိုင်ဆိုင်နေကြပါစေ